Okay အားလုံးမင်္ဂလာပါကျမကအဲ့ဒါပေါ့ Avatar War ရဲ့အကြောင်းကိုပြောပြမှာပေါ့ဖြစ်ပါတယ်ဟိုပေါ့ Avatar War ရဲ့ 3am monster အဲ့ဒီအကြောင်းပြောပြမှာအဲ့ဒီအကြောင်းပြောပြမှာဆိုတော့သင်တို့ဒီကြောင်ပူးခဲ့ရလားဟိုပေါ့အဟမ်းသင်တို့ဝင်ကြည့်လို့ပါစုလို့အဲ့ပုံလေးမပါခင်နှိမ့်လိုက်နှက်ထက်ကြီးဖြစ်သွားပါဇူအဲ့လိုပြီးဖြစ်သွားလိမ့်မယ်အဲ့မင်းတို့ကြုံဘူးကြလားအဲ့ဒါကြောင့်လို့ပြီးရင်ဝင်ကြည့်ပြီးတော့နှိပ်ပြီးရင်အဟောင်းကကြတော့ဟိုတယ်ရဲ့ဘေးနားမှာဟိုတယ်ရဲ့ရေကူးကင်ဘေးနားမှာထိုင်ကုန်နှခုံရှိတယ်ပေါ့အသိကကြတော့လေရေကူးကန်ရဲ့ဘေးနားမှာထိုင်ကုန်တစ်ခုံနဲ့ရှိတော့ဟိုကအဲ့ဒီအဟောင်းကထိုင်ကုန်ကတချို့ထိုင်ကုန်ကလေထဲမှာပြန်နေတာလေထဲမှာပြန်နေတော့လေအဲ့ဒါထူးဆန်းတယ်ပြီးရင်ရုံအိမ်မှာလည်းရှိသေးတယ်ရုံအိမ်မှာကကြတော့ဟိုဟာဖြစ်တာပေါ့ဟိုအပူချိန်တိုင်းနဲ့ဖားလေးအဲ့ဒီဖားအပူချိန်လေးကိုတစ်သားနိုင်ရင်ပေါ့ဒီမှာပေါ့ပြမယ်တစ်သားနိုင်ရင်ဒီမှာပေါ့ဒီလိုမျိုးအဲ့လိုမျိုးတစ်သားနိုင်ရင်ကိုအဲ့ဒီဖားအပူချိန်လေးထားလိုက်ရင်အဲ့ဖားအပူချိန်လေးမှာဘယ်နဲ့စက္ကန့်မှမရှိဘဲနဲ့ပြတ်သွားလိမ့်မယ်အဲ့ဒါကြောင့်မလို့ပေါ့တင်တို့ရေ Avatar War 3am ကိုချင်းပြီးမစောကြနဲ့နော်ပြီးရင်လည်းအရင်ကြောက်စရာကောင်းတယ်တိုကာပိုကာတွေမှလည်းရှိသေးရဲ့ 3am ကတင်တို့တွေ 3am ကိုတချို့ game ထဲမှာစော့တင်ပြီးချင်းပြီးမစောကြနဲ့နော်အဲ့ဒါကြောက်စရာကောင်းတယ်နော်ပြီးရင်ထုံကလည်းဟိုပါပေါ့1999တော့နာမည်နဲ့ Where were you bones မှာလည်းအဲ့လိုမချင်းနဲ့လဲလေတကယ်အစ်စ်ဖြစ်တတ်တယ်တိုကပုကအရင်ပြောပြမယ်ဟိုပါပေါ့အရင်ဆုံးတချို့ကောင်မလေးကိုမအိတ်ခင်မှာအိတ်တဲ့ပုံစံမျက်နှာလေးလှုပ်လိုက်ပြီးတော့အဲ့ရပေါ်တိတ်လိုက်နိုင်အတွင်းမှာကြာလာတော့အိတ်နေတဲ့ပုံစံပြောင်းသွားတယ်မယ်ပိုပြီးကြာလာတော့ပုံစံတွေကပြောင်းလာဒါပြီးရင်တိုကာဘူကာထဲမှာဇွန်ဘီလက်ရှိဇွန်ဘီအဲ့ဇွန်ဘီတွေနဲ့ကြောက်စရာကောင်းတယ်တိုကာဘူကာထဲမှာဒီတိုကာဘူကာမှာပြီးရင်တိုကာဘူကာမှာဒရန်နီနဲ့ချင်းမီမစောနဲ့အဲ့ဒါကြမ်းလို့ပေါ့တင်တို့ဖြစ်မှာဆိုတော့တကယ်တတိပေးနေတာအဲ့ဒါ real warning 3am အဲ့ဒါမစောနဲ့ 3am နဲ့အဲ့ဒါကြမ်းလို့ပေါ့ပြီးရင် gacha live တော့မဟုတ်တော်နမ်းမှာကြာတော့ဟိုပါပေါ့ where are you bones မှာတထောင်နဲ့999မလုံးနဲ့အဲ့ဒါလေတကယ်တရေဖြစ်တယ်တွန်ကစကားပြောတဲ့အဲ့လိုအတန်ကြီးပေါ်လာလိမ့်ပြီးတော့တရေပုံစံကြီးဖြစ်နေလိမ့်မယ်ကြောက်တယ်ပြီးမျက်လုံးကြီးပြိုးထွက်သွားတာအဲ့ဒါကြောင့်မို့တတိပေးနေတာပြီးရင် you are kidding real name ဆိုဟို1999လည်းမလုံးနဲ့အဲ့ဒါကြောင့်မို့ကျမလေတင်တို့တကယ်ဖြစ်မှာကြိုးလို့ကျမလည်းစိုးရိမ်ပြီးတော့တင်တို့တွေကိုတတိပေးနေတာ real running fake running မဟုတ် fake running မဟုတ်အတုတတိပေးနေမှာမဟုတ်တကယ်တတိပေးနေတာရှိတယ်ကျမ YouTube အခုရိုက်ပြနေတဲ့ YouTube ထဲမှာရှာကြည့်လိုက်တာလေအဲ့တွန်ကြီးလေတွန်ကကြောက်စရာကောင်းတယ်ပြီး Pikachu glitch တို့ဟို some monster glitch တို့တွေရောမလုပ်ကြနဲ့နော်Stay safe, guys. Everybody, stay safe.